ပြီးခဲ့တဲ့အပိုင်းမှာတော့ဘတ်စကိုရဲ့လက်ချက်နဲ့မာဗလက်တို့အဖွဲ့ကရှုံးနိမ့်သွားပြီးဂျိုးတို့၄ယောက်ကအဖမ်းခံလိုက်ရပါတယ်။ဒီပိုင်းရဲ့အစမှာတော့မာဗလက်တယောက်သူ့လူတွေကိုတွားပြန်ခဲ့ဖို့လုပ်နေပြီးဘတ်စကိုပြပြစလေးရှိရာခံနေပါတယ်။ဒါပေမဲ့ဘလို့မှရှိရာခံလို့မရပဲဖြစ်နေတဲ့အချိန်ဘတ်စကိုကသူ့ကိုဆက်သွယ်လာပါတယ်။ဘတ်စကိုကမာဗလက်ကိုသူ့လူတွေကိုအကောင့်ပကတိပြန်လို့ရှိရင်ရိုးရိုးရှင်းရှင်းပဲမာဗလက်နဲ့အလဲအလဲလုံးမှာဖြစ်ပြီးမာဗလက်စီမှာရှိနေတဲ့ Ranger Key တွေအားလုံးနဲ့ပင်လယ်ဓမြတင်ပေါ်ကိုသူ့လူတွေနဲ့လဲမှာဖြစ်ပါတယ်။မာဗလက်ကတော့ဘလို့လုံးမယ်ဆိုတာကိုမသိပေမဲ့မာဗလက်ဘာလို့လိုချင်နေဆိုတာကိုသိနေတဲ့ဂျိုးတို့၄ယောက်ကတော့မဖြစ်နိုင်ဘူးလို့ဘတ်စကိုပြောပါတယ်။မာဗလက်ဆိုတာစัจ java ရဲ့အကြီးမြတ်ဆုံးယတနာကိုရှာဖို့အသက်ရှင်နေတာဖြစ်တာကြောင့်အဲ့လိုအပေးယူမျိုးသူလုံးမှာမဟုတ်ဘူးလို့ဂျိုးတို့၄ယောက်ကပြောပါတယ်။ဒါပေမဲ့ဘတ်စကိုဆိုတဲ့ကောင်ကလေတခုခုလို့ရှိရင်တခုခုတော့ပြန်ပြီးဆက်ရမှာပဲဆိုတဲ့စကားကိုယုံကြည်တဲ့လူဖြစ်တာကြောင့်ဂျိုးတို့စကားပေါင်းမွင်ဖြစ်နေပါတယ်။အဲ့လိုနဲ့ဂျိုးတို့၄ယောက်ကလည်းမာဗလက်ရဲ့အိမ်မက်ကိုအထီးခိုက်မခံပဲ၄ယောက်သာတခုခုလုပ်ပြီးထွက်ပြေးကြဖို့ကြိုးစားပါတယ်။ဘတ်စကိုရဲ့ရင်တစ်ခုလုံးမှာမြောက်တစ်ကောင်နဲ့လူတစ်ယောက်ပဲရှိနေပြီမဲ့မြောက်ကိုအာယုံလွှဲပြီးထွက်ပြေးဖို့လုပ်ကြပါတယ်။ဒါပေမဲ့ဘတ်စကိုကတော့သူတို့တစ်ဖွဲ့လုံးအေးအေးဆေးဆေးပဲပြန်ဖမ်းလိုက်ပါတယ်။အဲ့အချိန်တစ်ဖက်မှာမာဗလက်ကတော့ဆုံးဖြတ်ချက်တစ်ခုကိုရှာလိုက်ပြီးဘတ်စကိုဘယ်နေရာမှာသူ့လူတွေနဲ့ Ranger Key တွေလာလဲရမလဲလို့ဆက်သွယ်လာပါတယ်။အဲ့လိုနဲ့ဂျိုးတို့၄ယောက်ကလည်းမာဗလက်ကသူ့အိမ်မက်တွေကိုဆွန့်လွတ်ပြီးသူတို့ကိုကယ်တော့မှဖြစ်တာကြောင့်အားလုံးလည်းစိတ်မကောင်းဖြစ်နေကြပါတယ်။အဲ့လိုနဲ့တာမြင်တစ်ခုမှာလူ600နဲ့မြောက်တစ်ကောင်လူ4ယောက်နဲ့ Ranger Key တင်မောတွေနဲ့လဲလှယ်ကြတော့မှဖြစ်ပြီးမာဗလက်ကတော့ရှက်ရှင်မဲ့ဘတ်စကို Ranger Key တွေကိုပြစ်ပေးလိုက်ပါတယ်။ဒါပေမဲ့ဘတ်စကိုလွယ်လွယ်လေးပေးလိုက်တာတော့မဟုတ်ပဲမာဗလက်ကသူ့လူတွေစီကိုဂိုကိန်းပြောင်းဆက်ကိုပါထည့်ပေးလိုက်ပြီးပြစ်ပေးလိုက်တာဖြစ်ပါတယ်။မာဗလက်ရဲ့အဲ့ဒီလောက်ရက်ကိုချက်ဆိုနှကွက်ကမိတောက်တဲ့ဂျိုးကလည်းဟာကဆဲကိုဖမ်းခိုင်းလိုက်ပါတယ်။အဲ့လိုနဲ့မာဗလက်တို့အဖွဲ့လည်းဘတ်စကိုရဲ့ခြားပါစူပါဆန်ထိုက်တွေနဲ့တိတ်ခိုက်ကြပြီးအကျန်းဆုံးနဲ့အလန်းဆုံးတိတ်ခိုက်ပြီးသွားတဲ့အချိန်မှာတော့မာဗလက်တို့အဖွဲ့ကပဲအနိုင်ရသွားပါတယ်။မာဗလက်တို့အဖွဲ့ကအနိုင်ရသွားတာနဲ့တပြိုင်နက်ခြားပါစူပါဆန်ထိုက်တွေကလည်းRanger Keyအဖြစ်ကိုပြောင်းသွားကြပါတယ်။အဲ့လိုနဲ့ဘတ်စကိုအလဲကိုရောက်လာတဲ့အချိန်မှာတော့ဘတ်စကိုကကြီးထွားခြင်းဇန်ကရက်ကောင်ကိုလွတ်ခဲ့ပြီးထွက်ပြေးသွားပါတယ်။မာဗလက်တို့အဖွဲ့ကလည်းသူ့ရှိမှပိုင်းနေတဲ့ကြီးထွားခြင်းဇန်ကရက်ကောင်ကြောင့်မဖြစ်မနေကိုကိန်းမကစောအဖြစ်ပြောင်းလိုက်ကြပြီးမြ မြန်ဆန်ဆန်ပဲအံ့မိလိုက်ကြပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ဘတ်စကိုကလွတ်သွားခဲ့ပေမဲ့မာဗလက်တို့9ယောက်ကလည်းလူမန်နီယာမန်ပြန်ရောက်သွားကြပြီးဒီပွဲမှာဆိုရင်အမျက်အနေနဲ့ရှားပါရင်ဂျာကီတွေကိုပါရလိုက်ကြပါတယ်။တစ်ဖက်မှာဘတ်စကိုကလည်းမာဗလက်ကိုဒီလောက်နဲ့တော့အရှုံးပေးမှာမဟုတ်ပဲသူ့ရဲ့နောက်ထပ်ရင်ဂျာကီတွေနဲ့တခုခုလောက်မှဖြစ်ပါတယ်။ဒါကတော့ကိုခင်ဂျာအပိုင်း16ဖြစ်ပါတယ်။